Federal FM လေးကိုအားပေးနာဆင်ကြတဲ့သောရရှင်မိဘပြည်သူများအားလုံးကိုမင်္ဂလာပါလို့ကျွန်တော်ပထမနှုတ်ခွန်းဆက်သပါတယ်ခင်ဗျာကျွန်တော်ကတော့ Federal FM လေးကမောင်တုံညာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ပတ်စဉ်စီစဉ်ထုတ်လွှင့်တက်ဆက်ပေးနေကြဖြစ်တဲ့ interview ကဏ္ဍနေသောရရှင်မိဘပြည်သူများအားလုံးကိုကြိုဆိုလိုက်ရပါတယ်ခင်ဗျာကျွန်တော်တို့ဒီတစ်ပတ် interview ကဏ္ဍမှာဖိတ်ကြားထားတဲ့သူကတော့မကွေး Federal Unit ဂျာကာလာအစိုးရဒုဝန်ကြီးချုပ်ကိုချေဝင်းမောင်ကိုကျွန်တော်တို့ဖိတ်ခေါ်ထားတာပဲဖြစ်ပါတယ်ခင်ဗျာကိုချေဝင်းမောင်ကိုကျွန်တော်တို့9နှစ်တာကာလတော်လှန်ရေးရဲ့အနေမြင့်နေလက်ရှိမကွေးဒေသရဲ့စီးရေးနိုင်ငံရေးတော်လှန်ရေးနဲ့နောင်ဖြစ်လာနိုင်တဲ့တော်လှန်ရေးအခင်းကျင်းတွေကိုမေးမြန်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါဆရာချီဟုတ်မင်္ဂလာပါကိုတို့ရဟုတ်ကဲပါကျွန်တော်တို့မစုံတာလဲကြာပြီဆိုတော့ခက်ကြတော့ဒီနေ့စုံစည်းခွင့်ရတဲ့အတွက်လည်းပထမဆုံးအနေနဲ့ဝမ်းသာဂုဏ်ယူရပါတယ်လို့ပြောပြရစီပါခင်ဗျာဟုတ်ဝမ်းသာရပါဗျာဟုတ်ကဲ့ပါကိုချစ်ဘက်ကအဆင်သင့်ဖြစ်တယ်ဆိုရင်ကျွန်တော်တို့အင်တာဗျူးလေးစလိုက်ပါမယ်နော်ဖြစ်ပါရဲ့အဆင်ပြေပါပြီဟုတ်ပထမအဆုံးအနေနဲ့ဒီမကွေး Federal Unit ဂျာကာလာအစိုးရဒုဝန်ကြီးချုပ်အဖြစ်ခံထားခဲ့တဲ့အတွက်ကျွန်တော်တို့ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားပြရစီပါခင်ဗျာဒီမကွေးဒေသပြည်သူလူထုတွေကိုကိုချင်ဝမ်းမောင်အနေနဲ့ပထမဆုံးအနေနဲ့ဘယ်လိုသတင်းစကားလေးပါချင်ပါလဲခင်ဗျာဟုတ်ကဲ့ဟုတ်ကျွန်တော်ပြီးခဲ့တဲ့ match လ12ရက်နေ့ကစပြီးတော့မကွေး Federal Unit ရဲ့ဒုတိယဝန်ကြီးချုပ်အဖြစ်ကျန်းကျင်ပြီးတော့စတင်တာဝန်ထမ်းဆောင်ပြီးရှိပါပြီအဲ့တော့ကျွန်တော်အနေနဲ့ကတော့ငကိုရဲအတိုင်းလည်းပဲတော်လှန်ရေးကပေါက်ဖွာလာတဲ့မကွေးသားလူငယ်တူဖြစ်တာနဲ့အညီမကွေးဒေသအကျိုးကိုတော့တစ်ထက်ပိုပြီးဆွမ်းဆောင်နိုင်ဖို့ကျွန်တော်လုပ်ခဲ့စူးစမ်းသွားမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့အစိုးရအဖွဲ့ထဲမှာကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာလူငယ်အငယ်ဆုံးကလည်းကျွန်တော်ဖြစ်တယ်နောက်တစ်ခါလူလက်တွေလည်းများတယ်အဲ့တော့ကျွန်တော်တို့ကတော့တက်ကြွနဲ့ရှေ့ကိုစစ်ရေးနိုင်ရေးကိုအထူးသဖြင့်2026ထဲမှာတစုံတရာရရှိအောင်တော့စမ်းဆောင်နိုင်မယ်လို့ကျွန်တော်တို့ယုံကြည်မှုရှိနေပါတယ်အဲ့ယုံကြည်မှုနဲ့တူကျွန်တော်စူးစမ်းပါမယ်ဒီကစီဒီကလည်းထောက်ခံဝင်းရတန်ဖိုးကူညီပေးပါဦးခင်ဗျာဟုတ်အဲ့လိုလေးတစ်ခါပါလို့ပါတယ်ကျွန်တော်ပြီးတော့ဟုတ်ကဲ့ပါဒီအခု2026ဖေဖော်ဝါရီလဟာဆိုရင်ကျွန်တော်တို့ဖေဖော်ဝါရီလပြီးခဲ့တဲ့ဖေဖော်ဝါရီလဆိုရင်ပေါ့နော်တော်လှန်ရေး9နှစ်မြောက်ပြီးခဲ့တဲ့ကာလလည်းဖြစ်ပါတယ်ဒီ9နှစ်ပြည့်မြောက်တဲ့တော်လှန်ရေးပေါ့နော်ဒီကိုကျွန်တော်တို့ပြန်ပြောင်းကြည့်မယ်ဆိုရင်ကျွန်တော်တို့အတွက်သင်ခန်းစာယူစရာတွေလည်းများစွာရှိနေပါတယ်တော်လှန်ရေး9နှစ်တာကာလတော်လှန်ရေးအနှိမ့်မြင့်အတက်ကြတွေကိုကြော်ဖြတ်ပြီးခဲ့တဲ့နောက်တော်လှန်ရေးအင်အားစုတွေအနေနဲ့ဘာတွေကိုသင်ခန်းစာယူပြီးရှေ့ဆက်တင်တယ်လို့ထင်ပြပါလဲခင်ဗျာဟုတ်ကျွန်တော်တို့9နှစ်ပေါ့ငါးနှစ်ဆိုအခရာဆိုနော်ကလဲလိုက်ပြီးမှကျွန်တော်ငါးဆိုတဲ့ကလဲတူသေးလေးလိုပဲနေရောမြင်ပါလိမ့်မယ်သို့တော့9နှစ်တည်းမှာတော့ရောက်များလာဆိုတော့အသက်အိုးအိမ်စီးစိမ်ကပြတ်သုံးခဲ့ပါအခုချိန်ထိတက်ပြတ်သုံးနေခဲ့ပါအဲ့တော့အဲ့ဒီရဲ့ပြတ်သုံးခဲ့တဲ့အသက်အိုးအိမ်ချွေးတွေစီးစိမ်တွေနဲ့ကျွန်တော်ပြန်ပြီးတော့ lesson learn လုပ်ဖို့လိုတယ်သင်ယူဖို့လိုတယ်အဲ့တော့ဒီကာလအတွင်းမှာကျွန်တော်တို့လိုအပ်ချက်တွေတွေ့ရတယ်အားနည်းချက်တွေတွေ့ရတယ်စီးရေးပိုင်းအားနည်းချက်တွေစီးရေးပိုင်းလို့ပြောရမယ်ဆိုရင်တက်ပြီးစောင့်မှုပိုင်းဆိုင်ရာအားနည်းချက်တွေတက်တွေကိုဘယ်လိုစုဖွဲ့မလဲစစ်စေပူပေါင်းစစ်စေဘယ်လိုလုပ်မလဲဆိုတဲ့ဟာတွေဒါဒီလိုပြောတော့ကျွန်တော်စီကိစ္စကျွမ်းကျင်နေပြီးတော့မဟုတ်ပါဘူးသို့တော့စင်စက်မပြတ်တော်လိုင်းထဲမှာရှိနေတဲ့လူငယ်တူးနေတယ်တော့ဒါတွေကိုကျွန်တော်မြင်ခဲ့ရဒီလိုပဲအုပ်ချုပ်ရေးဆိုင်ရာဆိုလို့ရှိရင်လည်းအဆင့်ဆင့်သောရန်တရားတွေကြားမှာရှိတဲ့လက်ဟာ communication ပေါ့နော်ဆက်သွယ်ဆက်ဆံရေးလက်ဟာမှုတွေတကယ်အောက်ခြေပြည်သူတွေကိုဝေဆောင်မှုပေးနိုင်ဖို့ကူညီမှုပေးနိုင်ဖို့မှာလိုအပ်သလောက်မပေးဆောင်နိုင်ခဲ့တာဒါတွေကိုကျွန်တော်တို့အများကြီးတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတော့အဓိကတော့ဒီ2026ကိုတကယ်ရန်တစ်ဖက်မှာလည်းရန်သူရဲ့ပြင်ဆင်မှုတွေကရှိလာတဲ့အတူတစ်ဖက်မှာကျွန်တော်တို့ကတကယ်ကိုပဲထိထိရောက်ရောက်ဖြစ်အောင်လုံနိုင်တဲ့ဆန်းဆောင်နိုင်တဲ့တပ်တွေပြနိုင်တဲ့ဟစ်တလေးဖြစ်ဖို့လိုလာလို့မြင်တယ်အဲ့ဒါဒီဥတယောက်တည်းလည်းမရဘူးတောက်လျှောက်ကျွန်တော်တို့ပြောနေတယ်အားလုံးစုပြီးချီတက်မှရတယ်စုတဲ့စီးရဆိုတဲ့အခါမှာလည်းပေါင်းလိုက်တဲ့ဟေးဆိုပြီးတော့ကျွန်တော်တို့ပြောမပါကြီးပြောပွဲသွားထက်တဲ့ပကံတော့မဟုတ်ဘူးပေါ့ဗျာတကယ်ကိုပဲစနစ်တကျတာဝန်ခွဲဝေမှုတွေရင်းမြစ်ခွဲဝေမှုတွေနဲ့စနစ်တကျပေါင်းဆက်ချီတက်ပြီးတော့ချီတက်သွားဖို့လိုတယ်ဒါမှလည်းအောင်မြင်မှုရမယ်လို့ကျွန်တော်မြင်ပါတယ်အဲ့လိုလိုစုစည်းချီတက်ဖို့တကယ်အလုပ်လုပ်ဖို့တကယ်ခွဲဝေမှုတွေရှိဖို့ဆိုရင်သင်ခန်းစာဒီကျွန်တော်တို့ရရှိထားပါတယ်ဟုတ်ကဲ့ပါဒီလက်ရှိမကွေးဒေတာအတွင်းကစီးရေးချင်းတွေကိုလည်းတစ်ဆက်တည်းမေးပြစီပါခင်ဗျာဒီကျွန်တော်တို့မကွေးဒေတာအတွင်းမှာပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကစီးရေးတွေဖော်ဆောင်ခဲ့ပြီးတော့ရန်သူစစ်အုပ်စုရဲ့စုမှုနယ်မြေတွေကိုခုဖောက်ဝင်ရောက်နေတာကိုလည်းတွေ့ရပါတယ်မကွေးဒေတာဟာ unit
တက်ကိုပထမဦးဆုံးစတင်အကောင့်ထဲပေါ်နေရကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ဒီမကွေးဒေတာအတွင်းစီးရေးအခြေအနေတွေကဘယ်လိုရှိမလဲဘယ်လိုဖြစ်လာနိုင်မလဲပေါ့နော်ဒါကတော့ကိုချင်းဝင်းမောင်ရဲ့အမြင်ဖြေလို့ရသလောက်ကျွန်တော်တို့ဖြေကြားပေးပါဦးခင်ဗျာဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါမေခွန်းတွေကျေးဇူးပါအဲ့တော့ဒီမှာဆိုရင်ဒီမကွေးရဲ့စစ်ရေးပေါ့ဟုတ်ပါတယ်ကျွန်တော်တို့မကွေးဟာသထုံတရာကျွန်တော်တို့မှာသုံးဖို့ထိန်းချုပ်နေပြီရှိပြီးသားဖြစ်တယ်ပေါ့နော်အထူးအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကံကောခရိုင်နဲ့ပခုတ်ကူခရိုင်ပေါ့နော်အဲ့ဒီခရိုင်တစ်ခုမှာကျွန်တော်တို့သုံးဖို့ထိန်းချုပ်နေပြီရှိပြီးသားဖြစ်တယ်အဲ့ဒီနေမြေတွေမှာပဲကျွန်တော်တို့အမျိုးသားကြီးအစိုးရရဲ့ရန်တရားတွေလည်းပဲဆောင်ရွက်နေတယ်ဒီဇိုင်းတစ်ထဲမှာအခုဆိုရင်ကျွန်တော်တို့ရဲ့ဒီအစိုးရတွေမှာဆက်လက်အကောင့်တွေပုံမဲ့လုပ်ငန်းတွေလည်းအဲ့ဒီခရိုင်တွေထဲမှာဆက်ပြီးတော့ဆောင်ရွက်တော့မယ်လားရှိပါတယ်အဲ့တော့ရှေ့မှာလည်းပဲဒီ2025အကုန်လောက်မှာဒီဘက်ခုနကျွန်တော်ပြောခဲ့တဲ့ရန်ကုန်ခရိုင်ပခုတ်ခရိုင်မဟုတ်ဘဲတခြားခရိုင်တွေမှာလည်းပဲစစ်ရေးကိစ္စတွေလှုပ်ရှားခဲ့တာတွေဆောင်ရွက်ခဲ့တာတွေတွေ့ရတယ်ဒါဟာအင်တာကောင်းတဲ့အလားအလာရှိတယ်လို့ကျွန်တော်တို့မြင်တယ်ဒီထက်ပိုပြီးလည်းကျွန်တော်တို့ရဲဘော်များဟာရရှိထားတဲ့အတွေ့အကြုံတွေနဲ့ဆက်လက်ဆောင်ရွက်ဖို့လားလာရှိပါအဲ့တော့ဒီနေရာမှာဒီနေရာမှာကျွန်တော်တို့ကစိုးမိုးထိချုပ်စိုးမိုးနော်ပို့ပြီးတော့ထိုးဖောက်ဝင်ရနိုင်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာတွေလိုမလဲလို့ပြောတဲ့အခါမှာပြည်ထောင်စုမှာလည်းပြည်ထောင်စုတက်ပေါ့ကျွန်တော်တို့ပြောတဲ့ပြည်သူ့ကာကွယ်ရေးတက်မတော် PDF တက်မတော်ကြီးရှိမယ်ကျွန်တော်တို့အဲမှာလည်းခုနမေးခွန်းမှာပါတယ်လို့ unit ကာကွယ်ရေးတက်ရှိမယ်ပေါ့နော်အဲ့ဒီ unit ကာကွယ်ရေးတက်နဲ့ပြည်ထောင်စုတက်နဲ့နောက်ကအခြားသောတက်တွေလည်းပေါင်းဆက်ပြီးတော့စစ်ရေးကိစ္စတွေလှုပ်ရှားနိုင်ဖို့လိုတယ်လို့ကျွန်တော်မြင်ပါတယ်ဒီလိုဖြစ်ဖို့လည်းကျွန်တော်တို့ပြင်ဆင်သွားဖို့စူးစမ်းသွားဖို့ရှိပါတယ်ဒီညမှာမေးခွန်းထဲမှာပါတဲ့ဟာလေးတစ်ခုကိုနည်းနည်းလေးကျွန်တော်ဖြေချင်တာကဘာလဲဆိုတော့မကွေးဒေတာ unit တက်ကိုပထမဆုံးစတင်အကောင့်ထဲပေါ်နေတာတွေ့ရတယ်ဆိုတဲ့ဟာလေးပါဒီကိစ္စနဲ့ဒီလိုရှိပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းပဲဒါကျွန်တော်တို့ရဲ့ကာကွယ်ရေးဝန်ကြီးကနေတစ်ချိန်ကျွန်တော်တို့မေးပါတယ်ကျွန်တော်တို့အစီအမံဥပဒေမှာဆိုရင်ကျွန်တော်တို့လက်ရှိအစိုးရလည်းမကွေးရဲ့မကွေးဖက်ဒရယ်ဂျာကာလာအစီအမံလေးပေါက်ဖားလာတယ်ဖြစ်တော့အစီအမံဥပဒေမှာဘာပါတယ်လဲဆိုရင်ပုံမှန်124မှာunit ကာကွယ်ရေးဝန်ကြီးကကျွန်တော် unit ထဲမှာအခြေပြုတော်လှန်နေတဲ့ဒေတာအခြေပြုကာကွယ်ရေးတပ်ဖွဲ့တွေလူမျိုးစုအခြေပြုကာကွယ်ရေးတပ်ဖွဲ့တွေဆိုလိုတာကLPDF တွေလို့တည်ပြောရင်လည်းရမယ်ပေါ့နော်အဲ့ဒါတွေကိုအဲ့ဒီအဖွဲ့တွေကတာဝန်ခံလို့ဖိတ်ခေါ်ပြီးတော့ဖိတ်ခေါ်ပြီးကျွန်တော်တို့ကော်မတီတယောက်ကိုဖွဲ့စည်းရမယ်ပေါ့ကော်မတီဆိုတာဘယ်လိုကော်မတီလဲလို့ပြောရဲဆိုလို့ရှိရင်မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးတပ်ဖွဲ့စည်းရေးချိုးတင်ပြင်ဆင်မှုဆိုင်ရာကော်မတီလို့ပြောတယ်ဒါကတော့စာအရပေါ့လိုရှင်းလို့မဲ့ဆိုရင်တက်ကိုဖွဲ့စည်းဖို့အတွက်အဲ့ဒီတက်ဖွဲ့ဖို့ချိုးတင်ပြင်ဆင်တဲ့ကော်မတီကိုကာကွယ်ရေးဝန်ကြီးကနေပြီးတော့ဒေတာအခြေပြုတက်တွေကိုခေါ်ပြီးတော့ဖွဲ့စည်းမယ်ဆွေးနွေးမယ်အဲ့လိုနဲ့တက်ကိုဖော်ဆောင်မယ်လို့ပြောတာအခုမီဒီယာပေါ်မှာတွေ့ရတဲ့သတင်းကတော့ဒီ unit ကာကွယ်ရေးတက်ရဲ့ပထမအပတ်စဉ်တင်လဲဆိုတာဒီလိုပါခင်ဗျကျွန်တော်တို့ unit ကအစိုးရမပေါ်ခင်အချိန်ကလည်းတချို့ကျွန်တော်တို့ထဲမှာရှိတဲ့ local တွေတချို့လူငယ်တွေကဆိုလို့ရှိရင် unit ပေါ်လာမယ်ဆိုရင်က unit မှာအလုပ်လုပ်မယ် unit ကိုကြိုးလို့ဆိုတာမျိုးရှိတယ်အဲ့တော့တချို့ local တွေကနေမှရောက်လာတဲ့ထပ်ပြီးတော့တာဝန်ထမ်းဆောင်ဖို့ရောက်လာရင်တပ်သားတစ်တွေလို့ပြောမှာပေါ့နော်အဲ့ဒီတပ်သားတစ်တွေရောက်လာတဲ့အခါမှာအဲ့ဒီသူတွေကိုကျွန်တော်တို့ကဒီတိုင်းပဲတပ်သားတစ်တွေရောက်လာရင်ဘာလုပ်မလဲဘယ်လိုလုပ်မလဲဒီတိုင်းပဲထားလို့လည်းမရဘူးလေနော်အဲ့တော့ဘယ်လိုစစ်တပ်သားတွေရောက်လာရင်စစ်တင်တဲ့တော့ပေးရတော့မှာအဲ့တော့စစ်တင်တဲ့ပေးလိုက်တဲ့သဘောသာဖြစ်ပါတယ် unit ကာကွယ်ရေးတက်ကြီးအနေနဲ့structure အပြည့်ဘယ်သူဒီစေဦးစီးချုပ်ဘယ်သူဒီစစ်ထောက်ချုပ်ဒီလိုမျိုးတွေကျွန်တော်တို့ကမရှိသေးပါဘူးအဲ့ဒီဟာတွေခုနကပုံမှန်124ရာကျွန်တော်တို့ဒီတိုးတင်စီမှုဆိုင်ရာကော်မတီဖွဲ့ပြီးမှဆက်လုပ်မှာဖြစ်ပါတယ်အဲ့တော့ unit ကာကွယ်ရေးတက်ကြီးပေါ်လာတဲ့အခြေအနေတော့မဟုတ်သေးဘူးသို့တော့ခုနကကျွန်တော်တို့ကာကွယ်ရေးတက်တွေကိုဝင်ကျင်တဲ့လူငယ်တွေကြိုတင်ရှိထားတဲ့အင်အားစုတွေကိုကျွန်တော်တို့ကစစ်တင်နဲ့ပေးထားခြင်းဖြစ်တာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကာကွယ်ရေးဝန်ကြီးရဲ့ပြန်လည်တင်ပြချက်တွေကကျွန်တော်တို့ဒီလိုလေးပြရပါတယ်အဲ့လိုလေးကျွန်တော်တို့ဒီနေရာမှာပြောချင်တယ်အဲ့တော့ဘယ်လိုဖြစ်ဖြစ်ကြာကျွန်တော်တို့ပြင်ဆင်မှုတွေရှိနေပြီအဲ့တော့အလုပ်ဖြစ်အောင်ကျွန်တော်တို့တကယ်လုပ်ကြပါဟုတ်ကဲ့ဟုတ်ကဲပါပေါ်ထွန်းလာတဲ့အတွက်ဒီဖြည့်ကြားသွားတဲ့အတွက်လည်းတကယ်ကိုအားတက်ရပါတယ်ခင်ဗျာကျေးဇူးလည်းတင်ရပါတယ်ပေါ့နော်ကျွန်တော်တို့ဒီတစ်ဆက်တည်းမေးလို့တာကမကွေးဒေတာဟာဆိုရင်ရခိုင်ရိုးမနဲ့အပြိုင်ပေါ့နော်တစ်ဆက်တည်းရှိနေပြီးတော့အရခတက်တော် AA ပေါ့နော်ဗဒန်းဒေတာမှာတိုက်ပွဲဝင်နေတယ်လို့အရှိုးချင်းတက်တွေပေါ့နော်ရောတက်တွေအခြေစိုက်တဲ့ဒေတာလည်းဖြစ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရလက်ခံ PDF ရင်းတွေနဲ့လူမျိုးစုတော်လှန်ရေးတက်တွေကျွန်တော်တို့ဒီ UNG လောက်ခံမဟုတ်တဲ့တက်တွေဆောနာလည်းကိုချင်းရှိမှလည်းပြောသွားတယ်ပေါ့နော်ဥမာကျွန်တော်တို့ PRA မကွေးပေါ့နော် PRF တို့ဂျာစုစည်းပြီးတော့ညီညွတ်တဲ့မဟာမိတ်ဖွဲ့စည်းမှုကိုမြင်ရမလားခင်ဗျဟုတ်ကဲ့ဟုတ်မေးခွန်းတွေလည်းကျေးဇူးတင်ပါတယ်အဲ့တော့ခုနကပြောတယ်လို့ကျွန်တော်တို့က
မကွေးရခိုင်ရိုးကလည်းအပြိုင်ကြီးရှိနေတော့အာရခတက်တော်နဲ့ဆက်ဆံရေးကိုလည်းကျွန်တော်တို့အာရခတက်တော်တနည်းအားဖြင့်ဒီ ULAA ပေါ့နော်အဲ့ဒီကိုနိုင်ငံရေးအစီအရေးအရာကျွန်တော်တို့ချိတ်တက်မှုတွေကျွန်တော်တို့လှုပ်ဆောင်နေတယ်ငါကလည်းကျွန်တော်တို့ပုံကူရေးအရာရောဆက်ဆံရေးတွေတချို့ရှိတယ်ပေါ့နော်အဲ့ဒီခါရင်းနဲ့ပို့ပြီးအကောင်းဆုံးဖြစ်အောင်လုပ်နေတယ်အဲ့တော့အရှိုချင်းတက်တွေအရှိုချင်းတက်တွေပြောတဲ့အခါမှာကျွန်တော်တို့ရဲ့တိုင်းရင်းသားရေးရာဝန်ကြီးတွေလည်းအရှိုချင်းဖြစ်တယ်အရှိုချင်းတက်တွေနဲ့ညီးဆက်စွာရှိတယ်နောက်ပြီးရင်ကျွန်တော်တို့ဒီအစီအမံရေးဆွဲတဲ့ကာလတစ်လျှောက်လုံးမှာလည်းပဲတချို့ local တွေဒီနေရာမှာတော့ကျွန်တော်နာမည်ကို mention မလုပ်တော့ပါဘူးเนาะတချို့ local တက်တွေနဲ့ဒီအစီအမံရေးဆွဲတဲ့ကာလတစ်လျှောက်မှာပါဝင်ခဲ့တာရှိပါတယ်နောက်ပြီးတော့လက်ရှိမှာလည်းကျွန်တော် local ဒီနဲ့ဒီကာကွယ်ရေးဝန်ကြီးနဲ့ရောကျွန်တော်တို့နဲ့ရောဒါထိတွေ့မှုတွေရှိတယ်ဆွေးနွေးမှုတွေရှိတယ်အဲ့တော့အဓိကတော့ကာကွယ်ရေးဝန်ကြီးကပို့ပြီးတော့ဆွမ်းဆောင်အောင်ကိစ္စတော့ဖြစ်တာပေါ့ဗျာအဲ့တော့ဘယ်လိုဖြစ်ဖြစ်စစ်အနိုင်တိုင်းဖို့ဒေတာတစ်ခုလုံးလို့ရဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်အောင်စုတက်ရှိမယ် PDF တက်မလို့ရှိမယ်ကျွန်တော်တို့ unit ကာကွယ်ရေးတက်ရှိမယ်နောက်တစ်ခါ unit ကာကွယ်ရေးတက်ထဲမှာမပါဘူးပြည်တော်စုတက်မှာလည်းမပါဘူးဆိုပြီးကြံနေသေးတဲ့တချို့တက်ဖွဲ့တွေနဲ့လည်းကျွန်တော်တို့ကစစ်စင်ရောပူပေါင်းဆောင်ရွက်မှာရနေအဲ့တော့စုစည်းတဲ့ဒီလိုတဲ့မဟာမိတ်စုဖွဲ့မှုလားအဲ့လိုဖြစ်မလားဆိုဖြစ်နိုင်တော့အကောင်းဆုံးပေါ့မဖြစ်နိုင်တော့မှတေချာပေါက်ပူပေါင်းပြီးစစ်စင်ရေးပေါ်ဆောင်လို့ရတဲ့အခြေအနေမျိုးပြောင်းတော့ကျွန်တော်တို့ပြင်ဆင်စူးစမ်းသွားမှာဖြစ်ပါတယ်ဆိုတော့ဟုတ်ကဲ့ပါဒီလက်ရှိမကွေး Federal Unit တွင်းမှာပေါ့နော်ဂျာကာလာအစိုးရအတွက်အခက်ခဲတွေစိန်ခေါ်မှုတွေပြောရမယ်ဆိုရင်ဘာတွေဖြစ်မလဲခင်ဗျဟုတ်ကဲ့ဟုတ်ပထမဆုံးပြောရမှာဆိုရင်တော့ဒါကျွန်တော်တို့ရဲ့ဒီအစိုးရကပေါ်သေးချင်တာကကျွန်တော်တို့ဒီစီမံရေးတာကို2023ရဲ့လည်းရေးခဲ့တာမထင်မှတ်ဖဲတဲ့2024 2025လောက်မှာပေါ်လာမလို့ယူဆပြီးတော့အကြောင်းကြောင့်2026မှာပေါ်လာခဲ့ရဲဆိုတော့ကျွန်တော်တို့အချိန်အားဖြင့်တော့ကတ်တုတ်ရိုင်လို့ရမယ်သဘောဖြစ်တာပေါ့ဗျာတော်လည်းရဲ့ဒီလက်ရှိပေးထားခြင်းကျွန်တော်တို့မှာအချိန်တိတ်မရှိဘူးအဲ့ဒီအချိန်နဲ့တပြေးညီအလုပ်လုပ်ဖို့လိုအပ်တဲ့ resource တွေအရင်းမြစ်တွေကျွန်တော်တို့မှာအကန့်အသတ်တော်တော်ရှိနေတယ်နောက်ပြီးရင်ရှေ့9 နှစ်အတွင်းမှာတစုံတရာစုစည်းမှုတွေရှိခဲ့တဲ့တိုင်ထဲမှာတစုံတရာပြန့်ကျဲမှုတွေလည်းရှိတယ်အဲ့ဒီဟာတွေကိုစုစည်းနိုင်ဖို့ကကျွန်တော်တို့အတွက်ဒီစိန်ခေါ်မှုတွေလို့အခက်အခဲတွေလို့ကျွန်တော်မြင်တယ်ပေါ့ဗျာတနည်းအားဖြင့်ဆိုကြော်လွှားရမယ်ဖြည့်ရှင်းရမယ်ပုံစံတွေပြဿနာတွေလို့ကျွန်တော်မြင်တယ်အဲ့တော့ဆိုလိုတာကတော့နံပါတ်1အချိန်အခက်အခဲရှိတယ်နံပါတ်2ဒီအရင်းမြစ်အကန့်အသတ်မှုရှိတယ်နံပါတ်3ပြန်ကျဲနေရာတွေကိုပေါင်းစည်းနိုင်ဖို့လက်တွဲလုပ်နိုင်ဖို့ကျွန်တော်တို့လုပ်ရမယ်စိန်ခေါ်မှုတွေရှိတယ်အဲ့တော့အဲ့ဒါတွေကိုကျွန်တော်တို့မြေပြင်မှာလည်းရှိခဲ့တယ်လို့ဖြစ်တော့ဆွေးနွေးညှိနှိုင်းဖြေချပေါင်းဆက်ပြီးတော့ကြော်ဖြတ်ဖို့ပဲကျွန်တော်တို့ကြည်ရထားပါတယ်ဟုတ်ဟုတ်ကဲ့ပါခင်ဗျာဒီမကွေးဒေတာအတွင်းမှာလေပတ်နေတဲ့ဒီပညာရေးကျန်းမာရေးလူသားစာနာဝန်ဆောင်မှုကဏ္ဍတွေဆောင်ရွက်နေတာတွေကိုကျွန်တော်လည်းတွေ့ရပါတယ်အဲ့တော့စေအုပ်စုကမကွေးလေတပ်မှာ Jet Fighter တွေဒီပခုတ်ကူတပ်မ101မှာလည်းပါရာမော်တာတွေကိုအသင်ထားပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေကိုမကြာခဏဆိုသလိုကျူးလွန်နေတာတွေ့ရပါတယ်အဲ့တော့လေကြောင်းတိုက်ခိုက်နေတဲ့အတွက်ဒီလေကြောင်းရန်ကာကွယ်ရေးဟာမကွေးဂျားကာလာအစိုးရရဲ့ဦးစားပေးလုပ်ငန်းတွေထဲမှာပါဝင်မလားခင်ဗျာဟုတ်ကဲ့မေကိုအတွက်ကျေးဇူးတင်တယ်တကယ်ပြောရရင်ပါမလားဆိုပါတာပေါ့ဗျာဒီကြောင့်ချင်းချောက်မှုရှိတဲ့အတွက်ကျွန်တော်တို့ဒီကြောင့်ရဲ့ဂရုစိုက်လုပ်ဖို့ဆိုတာတကယ်အရေးကြီးပါလားပေါ့ဒါလေးကိုနည်းနည်းလေးကျွန်တော်ပြည့်စုံဖြေရရင်ကျွန်တော်တို့အစိုးရအတွက်ဒါကိုအလေးနဲ့ထားတာမဟုတ်ဘူးကျွန်တော်ဒီအစီအမံကိုရေးဆွဲခဲ့တဲ့လုံးပါပဲမကွေး Federal Unit ဂျာကာလာအစီအမံဥပဒေရဲ့ပုံမှန်120မှာဆိုလို့ရှိရင်ရေးထားတယ်ကျွန်တော်တို့ unit ရဲ့ကာကွယ်ရေးနဲ့လုံခြုံရေးအစီအမံရှိတယ်အဲ့ဒီအစီအမံကနံပါတ်1အကြမ်းဖက်ဆရာနာရှင်စနစ်ပါပြောင်းရေးနောက်တစ်ခါပြည်သူလူထုဘေးကင်းလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးတို့ကိုဥတည်တယ်လို့ပြောထားတယ်အဲ့တော့ပြည်သူလူထုဘေးကင်းလုံခြုံရေးလို့ပြောတဲ့အခါမှာတော့ခုနလေချောင်းရဲ့ကိစ္စကအရေးကြီးပါဝင်တယ်လို့အခြားကိစ္စတွေကိုပါခြုံငုံမိအောင်တော့ကျွန်တော်တို့ပြင်ဆင်ရမယ့်တုံးလို့ရှိတာပေါ့ခင်ဗျာအဲ့ဒီအစီအမံနဲ့အညီတော့ကျွန်တော်တို့တေးသေးချာချာကြော်ဖြတ်လာအောင်လို့ကျွန်တော်တို့ပြင်ဆင်ပါမယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဒီအကြမ်းဖက်စေအုပ်စုကတရားမဝင်အတုရောင်ရွေးကောက်ပွဲကိုကျွန်တော်တို့ကျင်းပခဲ့ပါတယ်စစ်သွင်ပြောင်းစစ်ကြွန်လွှတ်တော်ကိုလည်းအယောင်ပြကျင်းပပြီးတော့လာမယ့်ဧပြီလမှာအရက်သားအမိခံစစ်အစိုးရကိုဖွဲ့စည်းမဲ့အပြင်ပေါ့နော်တိုင်ပင်ခံကောင်စီဖွဲ့မယ်လို့လည်းကျွန်တော်တို့ကြားသိရတယ်ပေါ့နော်လာမယ့်နှစ်တွေမှာအကြမ်းဖက်စေအုပ်စုကဘလို့ခြေလန်းတွေဘလို့အခင်းချင်းတွေကိုလှမ်းနိုင်မယ်လို့သုံးသပ်မိပါလဲခင်ဗျာအဲ့တော့ကျွန်တော်တို့တဦးတည်းအနေနဲ့ဒီနေရာမှာပြောရမယ်ဆိုလို့ရှိရင်စစ်အုပ်စုကတော့ကျွန်တော်တို့တောက်လျှောက်လုပ်ခဲ့တယ်လို့ပဲအတူရောင်ရွေးကောက်ပွဲလုပ်တယ်အတူရောင်ရွေးကောက်ပွဲလုပ်ပြီးလာမှတေချာတာကအတူရောင်လွှတ်တော်အတူရောင်အစိုးရတနည်းအားဖြင့်ရုပ်သေးအစိုးရကျိုးဆွဲရာစစ်အုပ်စုရဲ့ကျိုးဆွဲရာကပြမယ်အသုံးတော်ခံ
အစိုးရအမိခံလွှတ်တော်အမိခံလေးဖြစ်လာမယ်နောက်ပြီးရင်တော့တစ်ဖက်ကလည်းငြိမ်းချမ်းရေးကိစ္စတွေသူတို့လုပ်လာမယ်တကယ်ငြိမ်းချမ်းခြင်းလည်းစိတ်ဆန္ဒမရှိဘဲနဲ့သူတို့တစ်ဖက်သက်ဆက်လက်ဗိုလ်ကျနိုင်ရေးတော့သူတို့လုံးမဲ့လုပ်နေတယ်သို့တော့ဒီဟာတွေကတကယ်ကြတော့တကယ်ကိုပဲတိုင်းပြည်ရဲ့တည်ငြိမ်ရေးတိုင်းပြည်ရဲ့ငြိမ်းချမ်းရေးတိုင်းပြည်ရဲ့တိုးတက်ရေးကိုဥတည်ရမယ်အစားတစ်ဖက်ကတော့အဲ့လိုလုံးပြောင်ပြပြီးတစ်ဖက်မှာတော့ဆက်ပြီးတော့ပြည်သူလူထုကိုတက်ဖြတ်တာအနိုင်ကျင့်နှိပ်စက်ဖို့ကြရရှိနေအောင်ပါပဲလို့ကျွန်တော်ဒါကိုယုံပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီရဲ့ဘိုင်းတွေမှာရှိတဲ့ဒီလေကြောင်းရန်လေကြောင်းတိုက်ခိုက်မှုတွေကိုကြည့်ပါတကယ်ဘာသာရေးအဆောက်အအုံတွေကိုဗျာလေကြောင်းတိုက်ခိုက်သွားတာမျိုးလို့အများကြီးရှိပါတယ်နော်အဲ့တော့ကျွန်တော်တို့ကိုတက်ရှိုသွေးခွဲမှုကိစ္စတွေလည်းဆက်လုပ်ပါလိမ့်မယ်အယောင်ပြောလွှတ်တော်ကလည်းဒီကျွန်တော်တို့ကိုပို့ပြီးတော့ဖိနေဖို့သူတို့ကသူတို့တစ်ဖက်သက်ဥပဒေတွေပြဋ္ဌာန်းနေဆိုတာမျိုးလုပ်နိုင်တယ်ငင်းငင်းကိစ္စတွေလုပ်နိုင်တယ်တစ်ဖက်ကလည်းပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုလို့ရှိရင်လဘခမှာဒီသူတို့အခေါ်အလင်းဝင်တယ်ပေါ့ဗျာတကယ်ကြောင်သူ့ဟာသူ့ဖဲသူချိုးပြီးတော့လုပ်သွားတယ်ပြဆက်ပြဆက်ခက်ပက်ပဲတဟုတ်ပါအဲ့ဒီပြဆက်အတိုင်းပဲဆက်လက်ပြီးကျွန်တော်တို့တက်ရှိုသွေးခွဲအေးအားနေဦးလို့လောက်လာမယ်လို့တော့ကျွန်တော်တို့ကတော့မြင်တယ်ဒါတွေကိုတောက်ခံနိုင်ဖို့ကြော်လွှားနိုင်ဖို့လည်းကျွန်တော်တို့တကယ်မျက်စိပွင့်လားဆွတ်ထားပြီးတော့ဉာဏ်ပညာကြီးချက်ချင်းမြတ်တာပြည့်ပြည့်နဲ့ကျွန်တော်လက်ချင်းတွဲပြီးကြော်ဖြတ်နိုင်ဖို့အထူးအရေးကြီးဒိုးတာနေပြီဖြစ်ပါတယ်ဟုတ်ကဲပါဒီမကွေးဒေတာဟာရေနံထက်ရှိရာနမီကျော်ရေနံမြေဒေတာလည်းဖြစ်ပါတယ်ပေါ့နော်ရေနံအပါဝင်သဘာဝတည်ရင်စာတတွေနဲ့ပတ်သက်လို့မကွေးဂျားကာလာအစိုးရကမူဝါဒချမှတ်ပြီးထိမ့်သိမ်းဖို့ရှိလာနိုင်လားခင်ဗျာဟုတ်ကဲ့ရှိလားလို့မေးလို့ရှိတယ်လို့ပဲဖြေရမှာပါကျွန်တော်တို့အစီအမံဥပဒေပုံမှန်အခန်း30မှာပုံမှန်129ကနေထားပြီး133ထိအပြည့်ပါပါအဲ့ဒါဒီရင်းနှန်းလေးမဟုတ်ဘူးကျွန်တော်တို့ရဲ့ဒီတယံစာသဘာဝတယံစာအရင်းမြစ်တွေကိုထုတ်ယူသုံးစွဲတာတွေမကဘူးနောက်တစ်ခါထိန်းသိမ်းဆောက်ရှောက်တာလည်းရောပြီးရင်ထုတ်ယူသုံးစွဲတဲ့နေရာမှာထိခိုက်နေမှုအနည်းဆုံးဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ကိစ္စရောနောက်ပြီးရင်အဲ့ဒီကရလာတဲ့အကျိုးစီးပွားတွေဘဏ္ဍာငွေတွေကိုဘယ်လိုဆောင်ရွက်မလဲဆိုတာကိုလည်းကျွန်တော်တို့ပါတယ်အဲ့တော့အဲ့ဒါဒီပြည့်ပြည့်စုံလားဆိုတော့ပြည့်ပြည့်စုံတယ်လို့တော့ပြောလို့တော့မရဘူးပေါ့နော်နောက်ဆက်တွဲကျွန်တော်တို့လှုပ်ထုံးလုပ်နည်းတွေစီမံချက်တွေတော့ထပ်လိုအောင်ပါဒါကြတဲ့ထက်မှာဒီကိစ္စတွေကိုကနဦးဆောင်ရွက်တဲ့အခါမှာတော့ကျွန်တော်တို့ယူနစ်အစိုးရတင်မဟုတ်ပဲတဲ့ပြည်ထောင်စုအစိုးရ NUG နဲ့လည်းကျွန်တော်တို့ကြားမှာdivision of competency လို့ခေါ်တဲ့ဒီအရင်းအမြစ်တွေလုပ်ပိုင်ခွင့်တွေဆွေးနွေးတဲ့အခါမှာလည်းဒါတွေကိုနှစ်ဦးနှစ်ဖက်ပေါ့နော်ဆွေးနွေးညှိနှိုင်းပြီးတော့အကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ပေါင်းဆက်သွားဖို့ရှိပါတယ်ခင်ဗျဟုတ်ဟုတ်ကဲ့ပါကျွန်တော်တို့အချိန်တိုင်းတာရရောပေါ့နော်မေကုန်းနေမှာမပြည့်စုံနိုင်လည်းရှိကောင်းရှိလာနိုင်ပါတယ်အဲ့တော့ကိုချင်းဝင်းမောင်အနေနဲ့ဒီဏီကုန်းချုပ်အနေနဲ့ပေါ့နော်ဖြည့်ဆက်စိတ်နှီးလို့ရရှိမယ်ဆိုရင်နှုတ်ဆက်စကားလေးပိုင်းနဲ့ဏီကုန်းချုပ်လေးဆွေးနွေးပြပါဦးခင်ဗျဟုတ်ကဲ့အခုလိုဆွေးနွေးခွင့်ရတယ်လို့ကျွန်တော်သိပြီးတင်တယ်အဲ့တော့ကျွန်တော်တို့အခုယူနစ်အစိုးရဖွဲ့လာတဲ့အခါမှာလည်းဒီမီဒီယာမှာရောပေါ့နော်ဒီယူနစ်အစိုးရကိုကြိုဆိုတဲ့အရာတွေရောနောက်တစ်ခါယူနစ်အစိုးရနဲ့ပတ်သက်ပြီးတစုံတရာဝေဖန်ချက်တွေကိုကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းပဲပြောထားပါတယ်ယူနစ်အစိုးရအနေနဲ့ဝေဖန်အကြံပြုမှုများကိုကျွန်တော်တို့ဒါဝမ်းပန်းတတာကြိုဆိုပါတယ်အဲ့ဒီဝေဖန်အကြံပြုမှုတွေကနေမှတော်လှန်ရေးအရေးကိုရောက်စေမဲ့ပြည်သူလူထုကိုပိုပြီးကာကွယ်နိုင်မဲ့ကိစ္စတွေကိုကျွန်တော်တို့အဓိကထည့်သွင်းဆောင်ရွက်သွားပါမယ်ကျွန်တော်တို့ကလည်းထားပြီးရှင်းပါမယ်လူခုနကကျွန်တော်အစာပိုင်းမှာပြောခဲ့တယ်လို့လူငယ်တယောက်လည်းဖြစ်တယ်နောက်တစ်ခါကျွန်တော်တို့အစိုးရဖွဲ့ထဲမှာလည်းလူလက်ပိုင်းနေပါတာဖြစ်တဲ့အတွက်တကယ်ကိုတက်တက်ကြွကြွနဲ့ပြည်သူလူထုအကျိုးဥဆောင်နိုင်မဲ့ဆောင်ရွက်နိုင်မဲ့အစိုးရတရက်ဖြစ်လာအောင်လို့ကျွန်တော်ရုန်းခဲ့ပါမယ်တိုးတော့ကျွန်တော်တို့ကိုလည်းကျုံးကွာဆိုတာဖြစ်မှာမဟုတ်ဘူးအစိုးရဒီလောလောဆယ်ဒီစရာလည်းဖြစ်တယ်ဗောနော်မကြီးရတဲ့ဟာကပေါ့ zero budget နဲ့လဲပတ်နေရတဲ့အစိုးရဖြစ်တယ်zero budget ဆိုတဲ့အခါမှာပြီးတဲ့အတိုင်းပဲအိတ်ဆိုင်လဲပတ်နေရတဲ့ကျွန်တော်တို့ကနာမည်ကဒုဝန်ကြီးချုပ်တို့ပါလို့ရှိတယ်အားလုံးဒီအိတ်ဆိုင်လုပ်နေရတဲ့သဘောဖြစ်တော့ဒီကနေတော့ကျွန်တော်တို့လည်းဆက်ကြိုးစားမယ်အဲ့တော့ကျွန်တော်တို့ပို့ပြီးတော့ဝင်းရံပတ်မှုကူညီမှုတွေလည်းလိုပါတယ်ဆက်လက်ပြီးတော့အတူတူချီတက်သွားရအောင်တိုက်ပွဲဝင်သွားကြရအောင်လို့တော်လည်းအင်အားစုတွေပြည်သူလူထုကိုကျွန်တော်သတင်းစကားလေးပါချင်ပါတယ်ကျွန်တော်တို့အလုပ်လုပ်ပါမယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ပါပြည်သူတွေကလည်းကျွန်တော်တို့အကောင်းဆုံးကိုမျှော်လင့်ပြီးတော့အသက်နိုင်ဆုံးပါဝင်ကြလိမ့်မယ်လို့ကျွန်တော်တို့ပြည်သူလူထုကိုကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာအခုလို့တော်လိုင်းလုပ်တွေမားမလက်တဲ့ဂျာကနေပြီးတော့ကျွန်တော်တို့ရဲ့အစီအစဉ်ကိုလာရောက်ဖြည့်ကြားပေးတဲ့အတွက်ကျွန်တော်တို့ Federal FM မန်လေးဝိုင်းတော်သူဝိုင်းတော်သားများကအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာတော်လိုင်းအလုပ်တွေပြည်သူလူထုရဲ့အကျိုးစီးပွားတွေကိုဒီထက်မကအစတဲ့တပိုးတည်ဖို့ဆောင်ရွက်နိုင်ပါစေကြောင်းကျွန်တော်တို့ Federal FM မန်လေးဝိုင်းတော်သူဝိုင်းတော်သားများကဆုတောင်းမေတ္တာပို့သရင်နဲ့နောင်ခါခွင့်တင်တယ်ဆိုရင်လည်းကြွားလန်းခဲ့ပါအောင်လို့ထပ်လောင်းပြီးတော့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ Federal Family လေးကျေးဇူးတင်ပါတယ်ခင်ဗျာကိုတော်ရအောင်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ
ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ရပါတယ်ခင်ဗျာသောရရှင်မိဘပြည်သူများခင်ဗျာအခုကျွန်တော်ဖိတ်ခေါ်ထားတဲ့သူဟာဆိုလို့ရှိရင်မကွေးဖက်ဒရယ်ယူနစ်ဂျာကာလာအစိုးရရဲ့ဒုဝန်ကြီးချုပ်ကိုချုံဝင်းမောင်ကိုကျွန်တော်မေးမြန်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်ဘက်တွေမှာလည်းဘယ်လိုမျိုးပုံကိုယ်တွေကိုဖိတ်ခေါ်ပြီးတော့မေးမြန်းတင်ဆက်ပေးသွားမယ်ဆိုတာကိုစောင့်မျှော်ပေးကြပါအောင်လို့ပြောကြားရင်းနဲ့နှုတ်ဆက်လိုက်ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ